မင်္ဂလာပါရှင်အခုမြင်နေရတဲ့ပန်းဖြူဖြူလေးတွေအကြောင်းကိုပြောပြချင်ပါတယ်သူ့နာမည်ကတော့အင်္ဂလိပ်လို Takara flower လို့ခေါ်ပါတယ်နောက်တစ်မျိုးကတော့ creep jasmine လို့ခေါ်ပြီးမြန်မာပြည်ကစကြပန်းလေးတွေနဲ့အမျိုးနွယ်တူတူဖြစ်ပါတယ်ပြီးတော့သူကစပယ်ပန်းအုပ်စုဝင်ဖြစ်ပါတယ်ညအခါမှာမှုရင်းနဲ့ထုတ်လင်းပေးလေးရှိပါတယ်မြန်မာနိုင်ငံရှိတောင်အာရှနဲ့အိန္ဒိယနိုင်ငံတွေမှာစိုက်ပျိုးကြပါတယ်မြန်မာနိုင်ငံမှာတော့ချန်စီယိုပန်းလေးဖြစ်အသုံးပြုတာအများအပြားမြင်နိုင်ပါတယ်ပန်းကလေးရဲ့အလှပလေးကလည်းဖြူစင်ပြီးတော့အယိုးနဲ့အမြစ်ကိုကြိတ်ချီပြီးတော့လိမ့်လို့ရှိရင်အယိုးစိရောင်ရမ်းခြင်းရေပြားရောင်ရမ်းခြင်းတို့ကိုတက်တာစေပြီးအနာစိမ်းဝဲခူနှင်းဆူစတဲ့နာရီပေါ်မှာအရွက်ကိုကြိတ်ချီပြီးတော့ရတဲ့အရေကိုလိမ့်ပေးရင်လည်းပျောက်ကင်းစေတယ်လို့သိရှိရပါတယ်ဒီပန်းကလေးကတော့ဖြူရောင်လေးနဲ့လှပတဲ့ပြင်ညအခါမှာမှုရင်းနဲ့ထုံးလက်တက်တာကြောင့်တိတ်ကိုကြက်တည်ရှိတဲ့ပန်းကလေးပဲဖြစ်ပါတယ်။ကဲပန်းလေးကြောင့်ကိုစုံလင်စားတက်ဆက်ပြီးသွားပါပြီ။ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Bye bye